生ခြင်းနဲ့ဒုက္ခဝေဒနာများကြုံချေယေရှုတော်လုံလောက်တဲ့ကြောင့်ယေရှုပြောတဲ့ကနေစိတ်ပြချင်းတိုင်းမှာအာကိုရမဲ့ချင်းတိုင်းမှာယေရှုတော်လုံလောက်တဲ့ကြောင့်ယေရှုပြောတဲ့နှုတ်ကပတ်တော်ရရှိတဲ့ဝိညာဉ်တော်ကိုဆောင်တဲ့စုံစမ်းမှုကြုံရလေဝမ်းမြောက်နေမယ်ဘူရောကကတိပေးတဲ့ယေရှုတော်လုံလောက်နေမယ်ဘုရားတဲ့လူတိုင်းအတွက်လုံလောက်ပါတယ်ယေရှုတော်လုံလောက်တဲ့ကြောင့်ယေရှုပြောတဲ့စွမ်းနဲ့စိတ်ပြချင်းတိုင်းမှာအာကိုရမဲ့ချင်းတိုင်းမှာယေရှုတော်လုံလောက်တဲ့ကြောင့်ယေရှုပြောတဲ့